ကဲတိုင်းတွေညကရေကျူလိုက်ဆွင်းမှာရုံးထောက်ပေးပါလားလို့လာပြောတဲ့ညီကိုတွေများလို့ဗျာရုံးထောက်ပေးလိုက်တယ်ညကရုံးပွဲလေးတစ်ချက်လောက်လိုက်ကြည့်လိုက်ရအောင်ဗျာ ရှိကသူ့ကိုတွေးလိုက်ချိန်လေးရင်ခုန်ရင်ပျော်ရွှင်ရင်ရေရေကြတယ်အန်ရီဘောင်းဆောင်မနဲ့ရဟာတချင်လေးကျမကိုချီရင်လာပြောဖို့ခွေအကိုရီမောင်တွေလေပူညာမလုံးနဲ့တချင်တွေမခွင်ပြူခွေပရောက်တဲ့ခံနဲ့ရေသက်ခွာကဲတိုင်းတွေရှက်ဝမ်းအောင်တော့ Inferno Clan ကတိမ့်မဲ့သွားပြီဖြစ်ပါတယ် Inferno Clan ကเนาะ DEC 31ဆိုတဲ့ဘဲကတောင်းနှောက်လို့မရတဲ့ထဲမှာတော့ပါတယ်ဗျ